လူတွေရောက်လာတဲ့ကိုကြားရတဲ့အခါလီဆာကသူမဒီလိုအခြေအနေနဲ့မိနေတာကိုဘယ်သူမှမမြင်စေဖို့ချမ်းကိုတိုးတိုးလေးမှကြားပါတယ်ချမ်းကချက်ချင်းပဲအားလုံးကိုရှေ့ဆက်မလာဖို့နဲ့ဒီနေရာကအန္တရာယ်ရှိကြောင်းအော်ဟစ်တားဆီးလိုက်ပါတယ်စတုံးဘုံကတော့ချမ်းတစ်ခုခုဖြစ်နေပြီလားလို့စိုးရိမ်နေပေမဲ့ဟွန်ကတော့ချမ်းရဲ့အတန်အရာတစ်ခုခုကိုသူတို့ကိုမမြင်စေချင်တဲ့ပုံစံမျိုးဖြစ်နေတယ်လို့သုံးသပ်ပါတယ်စတုံးဘုံကတော့တိုက်ပွဲပြီးကတည်းကချမ်းကထူးဆန်းနေတယ်လို့မိန်းကလေးတွေရေချိုးရင်လဲသူတို့ကိုရှောင်နေကြတာကတမီအိုးပဲလို့တွေးနေမိပါတယ်ချမ်းကလီဆာကိုထောင်ချောက်ထဲကဆွဲထုတ်ပေးပြီးလီဆာလိုလူမျိုးတောင်ထောင်ချောက်ထဲမိနိုင်နေဆိုတော့သူ့ထောင်ချောက်တွေကတကယ်လှုပ်တာပဲလို့ရေမောပြောဆိုပါတယ်လီဆာကလည်းချမ်းမှာဒီလိုထူးဆန်းတဲ့အကွက်တွေရှိမှန်းမသိခဲ့ဘူးလို့ဆိုပါတယ်လီဆာဒီကိုလာရတဲ့အကြောင်းရင်းကတော့ဘက်ကလန်ဒန်လူတွေကပင်လယ်ကမ်းခြေမှာငါးနဲ့ပုစွန်တွေတွားဖမ်းချင်ပေမဲ့လမ်းမှာဘိုင်ဟိုင်းနာအုပ်တွေရှိနေတာကြောင့်မတွားရဲဘူးလို့ပြောနေတာကိုကြားခဲ့လို့ဖြစ်ပါတယ်သူမကကမ်းခြေကိုတွားဖို့ဘေးကင်းတဲ့လမ်းကြောင်းရှာဖွေဖို့ထွက်လာတာပါချမ်းကအရင်ကအဲ့ဒီမှာဟိုင်းနာတွေမရှိကြောင်းဘက်ကလန်ဒန်လူတယောက်ကဟိုင်းနာအုပ်ကိုဒီဘက်ဆွဲခေါ်လာတာဖြစ်နိုင်ကြောင်းတန်တရားဝင်ပါတယ်လီဆာကဘက်ကလန်ဒန်တွေပြစ်နာပေးရင်အပြက်ရှင်းပြရမလားလို့မေးရမှာချမ်းကမဟုတ်ကြောင်းညင်းဆိုပါတယ်ချမ်းကအခုဆိုရင်ကင်းလှည့်တာတွေကိုပုံမှန်လုပ်ရတော့မှာဖြစ်ပြီးကမ်းခြေထိလမ်းကြောင်းကိုရှင်းလင်းရမယ်လို့ဆိုပါတယ်ငါးနဲ့ပုစွန်တွေထက်ဒိုဒိုညက်နဲ့သူတို့ရဲ့ဥတွေကပိုရေးကြီးကြောင်းစားချက်ဖို့နေရာတစ်ခုလည်းဖော်ဆောင်တင်ကြောင်းပြောပါတယ်မနက်လင်းရင်ဟိုင်းနာတွေကိုအပြက်ရှင်းမယ်လို့ချမ်းကဆုံးဖြတ်လိုက်ပါတယ်လီဆာကကင်းဆောင်တဲ့အလုပ်တွေကိုသူမတာဝန်ယူနိုင်ပေမဲ့ဟိုင်းနာတွေကိုတွားတိုက်မဲ့ကိစ္စကိုပြန်စင်းစားဖို့ချမ်းကိုတတိပေးပါတယ်လူအင်အားနည်းနဲ့နေရာနှစ်ခုကိုကာကွယ်ဖို့ကအန္တရာယ်ရှိတယ်လို့ကမ်းခြေမှာကြောက်တုံးမျိုးနွယ်စုကတိုက်ခိုက်ခဲ့ဘူးတာကြောင့်သူတို့ပြန်လာရင်ဘယ်လိုလုပ်မလဲလို့လီဆာကစိုးရိမ်တကြီးမေးပါတယ်ချမ်းကတော့အဲ့ဒါကြောင့်ပဲအခုကမ်းခြေကိုတွားရမှာပေါ့လို့ပြန်ဖြေလိုက်ပါတယ်ချမ်းကလက်ရှိအခြေအနေဟာအတော်လေးဘေးကင်းကြောင်းရှင်းပြပါတယ်သူတို့ရဲ့အဓိကစခန်းကမ်းခြေကင်းစခန်းနဲ့အနောက်တောင်ဘက်တောင်ကုန်းပေါ်ကကြောက်တုံးမျိုးနွယ်စုတို့ဟာကြီးကံပုံစံတည်ရှိနေတာကြောင့်အပြန်လန်အကူအညီပေးဖို့လွယ်ကူတယ်လို့ဆိုပါတယ်လီဆာကချမ်းရဲ့စင်ကျင်တုံတရားကိုအပြည့်အဝနားမလည်ပေမဲ့သူ့ရဲ့ဆုံးဖြတ်ချက်ကိုတော့ယုံကြည်စွာလက်ခံလိုက်ပါတယ်ခဏအကြာမှာတော့ချမ်းဟတ်တာလန်ဂူချီနဲ့ဘက်ကလန်ဒန်လူတချို့ဟာကလေးလေးဟိုင်းနာတွေကိုတွေးခဲ့တဲ့နေရာစီထွက်လာခဲ့ကြပါတယ်လမ်းမှာဟိုင်းနာတကောင်ကကလေးကိုရုတ်တရက်ခုံအုပ်ပေမဲ့ဟတ်တာကချက်ချင်းကာကွယ်ပေးလိုက်ပြီးဗတ်ပေါင်းစုံကဝိုင်းလာတဲ့ဟိုင်းနာအုပ်ကြီးကိုရင်ဆိုင်ကြပါတယ်လန်ဂူချီကချမ်းကိုတတိထားဖို့ပြောပေမဲ့ချမ်းကတော့ဘက်ကလန်ဒန်တွေနဲ့အတူရှိနေတာကြောင့်ဒီတော့ခွေးအုပ်ကိုကြောက်စရာမလိုကြောင်းပြုံးပြီးပြောပါတယ်တိုက်ပွဲစတာနဲ့ဘက်ကလန်ဒန်တွေဟာဟိုင်းနာတွေကိုအလွယ်တကူနှိမ်နင်းပြနိုင်ခဲ့ပြီးချမ်းကလည်းသူ့စီခုံအုပ်လာတဲ့ဟိုင်းနာကိုလေဘင်းကနေအသာလေးဖမ်းချုပ်ပြခဲ့ပါတယ်ဟတ်တာကတော့ဒီတိုက်ပွဲကပြင်းစရာကောင်းလွန်းတယ်လို့တောင်ညှဉ်းညူလိုက်ပါသေးတယ်သူတို့ရှေ့ဆက်သွားကြပြီးကမ်ပါယန်တစ်ခုနားရောက်တဲ့အခါချမ်းကဒီနေရာမှာကင်းစခန်းဆောက်ရမယ်လို့အမိန့်ပေးပါတယ်လူနှစ်ဆက်နဲ့ကင်းစခန်းနဲ့အတူကင်းမျော်စင်တစ်ခုပါဆောက်ရမှာဖြစ်ပြီးစားချက်ဖို့နေရာလဲပြင်ဆင်ရမှာပါဒီအလုပ်တွေကို၄ရက်အတွင်းအပြီးသက်ဖို့ဟတ်တာကိုတာဝန်ပေးလိုက်ပါတယ်၃ရက်ခန့်ကြာပြီးနောက်ချမ်းဟာများတစုံကိုကိုယ်တိုင်လုံနိုင်ခဲ့ပြီးနေပညာအမှတ်9မှတ်ရရှိခဲ့ပါတယ်အဲ့ဒီနောက်ဆန်ကမြောက်ဘက်ကိုတွားရောက်စူးစမ်းခဲ့တဲ့အစီရင်ခံစာနဲ့ပြန်ရောက်လာပါတယ်ဆန်ကမြောက်ဘက်မှာလူသားတွေရဲ့အရေးအယောင်မတွေ့ရဘဲရေကန်ကြီးတစ်ခုနှင်းဖုံးနေတဲ့တောင်တန်းကြီးတစ်ခုနဲ့ရေထဲကထူးဆန်းတဲ့တတဝါကြီးတစ်ကောင်ကိုပဲတွေ့ခဲ့ကြောင်းပြောပြပါတယ်နှင်းဖုံးတောင်တန်းကြီးကအရန်အေးလွန်ပြီးကြောက်စရာကောင်းတာကြောင့်သူပြန်လှည့်လာခဲ့တာပါအာအိုကလည်းနှင်းဖုံးတောင်တန်းကိုကြောက်လန့်နေပြီးအဲ့ဒီတောင်ရဲ့ဟိုဘက်မှာအေယာမလူတန်ကြီးတယောက်ရှိနေတယ်လို့ဆိုပါတယ်ချမ်းကအာအိုကိုနှစ်သိမ့်နေတော့မှပဲစနစ်ကအေယာမလူတန်ကြီးကိုရှာဖွေပါဆိုတဲ့မစ်ရှင်အသစ်ကိုထုတ်ပြန်လိုက်ပါတယ်ဒီမစ်ရှင်ကိုအောင်မြင်ရင်အမှတ်တမဲ့ရမှာပါချမ်းကတွားကြည့်ုံတင်ကိုတမတ်တောင်ပေးတယ်ဆိုတော့ဒီလူတန်ကြီးကတကယ်ပဲအနေရရှိတာလားဒါမှမဟုတ်သူတို့နဲ့မဟာမိတ်ဖွဲ့လို့ရမလားဆိုတာကိုစတင်စဉ်းစားပါတော့တယ်ချမ်းအနေနဲ့အမှားယွင်းသေးသေးလေးတစ်ခုကမျိုးနွယ်စုတစ်ခုလုံးကိုဒုက္ခပေးနိုင်တာကြောင့်အမြဲတမ်းသတိထားနေရပါတယ်စူးစမ်းလေ့လာရေးနဲ့တန်တမန်ရေးရာအလုပ်တွေကိုဆန်နဲ့အာအိုတို့အပေါ်မှာပဲပုံချထားလို့မရမှန်းသူသိပါတယ်ဒါကြောင့်ချမ်းကဆန်ကိုနောက်နှစ်ရက်မှာကျင်းပမဲ့ဘန်းကွက်အတွက်အေးအေးဆေးဆေးအနားယူဖို့ပြောလိုက်ပါတယ်ဆန်ကတော့အေယာမလူတန်ကြီးနဲ့မရင်ဆိုင်ရတော့တာကြောင့်အလွန်ဝမ်းသာသွားပါတယ်အာအိုကဆန်ဟာအနေရတွေကိုတခြားသူတွေထက်ပိုပြီးကြိုတင်ခံစားသိရှိနိုင်စွမ်းရှိတာကြောင့်အမြဲတမ်းအသက်ဘေးကလွတ်မြောက်နေတာဖြစ်နိုင်တယ်လို့ချမ်းကိုပြောပြပါတယ်အဲ့ဒီနောက်ချမ်းကအာအိုကိုခီးသွားဖို့အတွက်လူ၄ယောက်စာအစားအစာရေဘူးနဲ့အဝတ်အစားတွေပြင်ဆင်ခိုင်းပါတယ်သူကိုယ်တိုင်စူးစမ်းလေ့လာရေးခီးထွက်ဖို့ဆုံးဖြတ်လိုက်တာပါချမ်းကအဝတ်အစားတွေကိုတေးသေးချာချာချုပ်လုပ်ပေးတဲ့စက်ကင်နီကိုလည်းကျေးဇူးတင်စကားပါလိုက်ပါတယ်ခီးစဉ်ကိုတော့နှစ်ရက်အကြာမှာကျင်းပမဲ့အဖော်ပြုခြင်းအခမ်းအနားပြီးတာနဲ့ထို့အခွာမှာဖြစ်ပါတယ်နှစ်ရက်အကြာမှာတော့ချမ်းဟာတစ်သားမာနဲ့နွားရည်ကိုတုံးပြီးပေါ်ပါလာတဲ့ဒိုင်းလွှားတစ်ခုကိုကိုယ်တိုင်လုံနိုင်ခဲ့ပါတယ်အာအိုကချမ်းကိုဖျင်းဝတ်စုံလာဝတ်ပေးတဲ့အခါမျိုးနွယ်စုဝင်အားလုံးကဝမ်းသာအားရကြွေးကြော်ကြပါတယ်ချမ်းကဒီခန်းနားဟာတကယ်တော့မင်္ဂလာဆောင်တာနဲ့အတူတူပဲလို့တွေးမိပါတယ်အရင်ဘဝမှာအသက်ရှင်ဖို့ရုန်းကန်ခဲ့ရပေမဲ့အခုတော့သူ့မှာကိုယ်ပိုင်မျိုးနွယ်စုကိုယ်ပိုင်လူမျိုးနဲ့ဇနီးတီတောင်ရှိနေပြီမို့လို့အိမ်မက်တစ်ခုလိုခံစားနေရပါတယ်
ချမ်းကလီဆာစီသွားပြီးသူမရှိတဲ့အချိန်မှာနယူးဘီမျိုးနွယ်စုရဲ့ကန်ဂျမာကသူမရဲ့လက်ထဲမှာရှိကြောင်းပြောပါတယ်ပြီးနောက်လူအားလုံးရဲ့ရှေ့မှာလီဆာကိုနယူးဘီမျိုးနွယ်စုရဲ့ဖခင်မအဖြစ်ကြေညာလိုက်ပါတယ်မြောင်ကတော့ဝမ်းနေလုံးလို့ငိုတောင်ငိုရှာပါတယ်အခမ်းအနားတွေပြီးဆုံးလို့ညရောက်တဲ့အခါအာအိုကချမ်းကိုဖခင်မလီဆာကနန်းဆောင်ထဲမှာစောင့်နေတယ်လို့လာပြောပါတယ်ချမ်းကလီဆာစောင့်နေတယ်ဆိုတာကိုကြားတော့အစပိုင်းမှာရှက်နေပေမဲ့လီဆာရဲ့ချစ်ချင်းမေတ္တာဖော်ပြပုံကနာပြက်နဲ့ဆိုင်တာကိုသတိရသွားပြီးနည်းနည်းတော့ကြောက်သွားပါတယ်သူတတိမွေးပြီးအခန်းထဲကိုဝင်လိုက်တဲ့အခါလီဆာရဲ့ဒေါသထွက်နေတဲ့မျက်နှာကိုမြင်လိုက်ရတာကြောင့်တယောက်ယောက်သေးတော့မယ်လို့တောင်ခံစားလိုက်ရပါတယ်လီဆာကနာပြက်ကိုထုတ်လိုက်ပြီးမင်းငါ့ကိုရှင်းပြဖို့အခွင့်အရေးတစ်ခုပေးမယ်လို့ခက်ပြက်ပြက်ပြောပါတယ်ချမ်းကငါတို့မင်္ဂလာဦးညမှာနည်းနည်းလောက်ရှော့ပေးပါဦးလို့တောင်းပန်နေရပါတယ်သူလီဆာရဲ့နာပြက်ကိုအစင်းမြင့်လှုပ်ပေးခဲ့မိတာကိုလည်းနောင်တရနေပါတယ်လီဆာကအခမ်းအနားပြီးတာနဲ့ခီးထွက်ဖို့ပြင်နေတာကငိုက်ကိုထားခဲ့ဖို့ဒီလောက်တောင်အလောတကြီးဖြစ်နေတာလားလို့မေးပါတယ်ချမ်းကအခြေအနေကိုရှင်းပြပြီးသူ့ရဲ့အစီအစဉ်အပြည့်အစုံကိုပြောပြလိုက်ပါတယ်လီဆာကမင်းကအေယာမလူတန်ကြီးတွေကိုကြောက်တုံးမျိုးနွယ်စုကိုတိုက်ဖို့စီးယုံချင်တာလားလို့မေးတဲ့အခါချမ်းကစီးယုံနိုင်မလားဆိုတာမသေးချာသေးတဲ့အတွက်အခုလောလောဆယ်တော့ဒီရည်ချက်ကိုရှုပ်ဝက်ထားရမယ်လို့ပြန်ဖြေလိုက်ပါတယ်ချမ်းကဆန်နဲ့အာအိုတို့ဘာလို့အေယာမလူတန်ကြီးတွေကိုဒီလောက်ကြောက်နေကြတာလဲဆိုတာနားမလည်နိုင်ဖြစ်နေပါတယ်လီဆာကသူမပါလိုက်ခဲ့ခြင်းတယ်လို့ပြောပေမဲ့ချမ်းကညှင်းဆိုလိုက်ပါတယ်သူတို့နှစ်ယောက်ထဲကတယောက်ကမျိုးနွယ်စုနဲ့အတူကြံခဲရမှာဖြစ်တယ်လို့လီဆာမှာပိုရေးကြီးတဲ့အလုပ်ရှိတယ်လို့ဆိုပါတယ်အဲ့ဒါကတော့ချမ်းပြန်မလာခင်အတွင်းကြောက်ခဲပစ်လက်နက်အဖွဲ့တစ်ခုကိုလေ့ကျင့်ပေးထားဖို့ပါနောက်တနေ့မနက်မှာတော့ချမ်းဟာဟွန်ရှုဟတ်တာနဲ့အာအိုတို့နဲ့အတူလူတန်ကြီးတွေရဲ့နယ်မြေစီထွက်ခွာလာပါတယ်လမ်းမှာချမ်းကတချင်းလေးတငင်းငင်းနဲ့သွားနေပေမဲ့သူ့နောက်ကလိုက်လာတဲ့အာအိုကတော့သူ့ကိုဒေါသတကြီးစိုက်ကြည့်နေတာကြောင့်ချမ်းခန္ဓာကိုယ်တစ်ခုလုံးတင်းမာနေပါတယ်လီဆာကအာအိုကိုပြစ်ဒဏ်ပေးပြီးပြီလို့ပြောထားပေမဲ့လည်းချမ်းကတော့အာအိုကိုကြောက်နေစေမို့ဟွန်ရှုရဲ့နားမှာပဲကပ်နေပါတယ်ဟွန်ရှုကတယောက်ယောက်သူတို့ကိုစောင့်ကြည့်နေတယ်လို့ခံစားရတယ်လို့ပြောပေမဲ့အာယုံမားတာဖြစ်မှာပါဆိုပြီးလို့အထားလိုက်ပါတယ်ဟတ်တာကချမ်းကိုရှေ့မှာရေကန်ကြီးရှိတာတိလားလို့မေးပါတယ်ဟတ်တာကငယ်ငယ်တုန်းကအဲ့ဒီရေကန်ထဲကတတဝါကြီးကကြားတစ်တကောင်ကိုခဏလေးအတွင်းမျိုးချလိုက်တာမြင်ဖူးကြောင်းနဲ့ဒီတခါတော့အဲ့ဒီရေကန်ဘုရင်နဲ့တိုက်ခိုက်ရဖို့မျှော်လင့်နေကြောင်းပြောပါတယ်ချမ်းကတော့ရေကန်ထဲကတတဝါတွေကိုစိတ်မဝင်စားဘဲအေယာမလူတန်ကြီးတွေနဲ့သာတွေ့ကျင်နေတာပါဒါကိုကြားတော့ဟွန်ရှုကကြောက်လန့်တကြားနဲ့အဲ့ဒီလိုဆူမတောင်းဖို့တားပါတယ်ဟွန်ရှုတို့မျိုးနွယ်စုဟာအရင်ကလူ30ကျော်ရှိခဲ့ပေမဲ့လူတန်ကြီးတယောက်နဲ့တွေ့ပြီးနောက်မှာတော့အားလုံးပြိုကွဲပျက်စီးခဲ့ရတဲ့အကြောင်းအဲ့ဒီမြင်ကွင်းကိုအခုထိမမေ့နိုင်သေးကြောင်းပြောပြပါတယ်ဒါကြောင့်လဲဆန်တို့အုပ်စုကလူတန်ကြီးဆိုတာနဲ့တုံလုံးနေကြတာမှန်ချမ်းနားလဲသွားပါတယ်လမ်းမှာဟတ်တာကအစိတ်ရှိတဲ့အသီးတွေကိုမစားဖို့တတိပေးပါတယ်ချမ်းကသူ့ရဲ့စနစ်နဲ့စစ်ဆေးကြည့်လိုက်တဲ့အခါအဲ့ဒီအပင်တွေဟာဆေးဘက်ဝင်အပင်တွေဖြစ်အိနေတာကိုတွေ့ရလို့အံ့သသွားပါတယ်တောအုပ်တစ်ခုလုံးကဆေးပင်တွေနဲ့ပြည့်နေတာပါအဲ့ဒီနောက်မှာတော့ချမ်းဟာအလွန်ရင်းနှီးနေတဲ့အပင်တစ်မျိုးကိုတွေ့လိုက်ရပါတယ်စနစ်နဲ့စစ်ဆေးကြည့်တဲ့အခါအဲ့ဒါဟာကောက်ပဲသီးနှံမြက်ဖြစ်နေပါတယ်ချမ်းဟာစပားမျိုးစိတ်ကိုတွေးလိုက်ရတဲ့အတွက်အလွန်ဝမ်းသာသွားပါတယ်။တစ်ချိန်တည်းမှာပဲစနစ်ကကောက်ပဲသီးနှံတွေကိုများပြားစွာစိုက်ပျိုးပြီးရက်ပေါင်း180အတွင်းအောင်မြင်အောင်လှုပ်ဆောင်ပါဆိုတဲ့ဘေးထွက်မစ်ရှင်တစ်ခုထုတ်ပြန်လိုက်ပါတယ်။ချမ်းကအခုဆိုရင်သူတို့တကယ်ပဲစိုက်ပျိုးရေးလုပ်နိုင်တော့မယ်လို့တွေးမိပါတယ်။အကယ်လေးမြေဈေးသာထပ်တွေ့ရင်အစားအသောက်ချက်ပြုတ်တာဆေးဝါးဖော်ဆက်တာတွေကိုပို့ပြီးကောင်းကောင်းမွန်မွန်လှုပ်ဆောင်နိုင်တော့မှာပါ။ဒါပေမဲ့အခုလောလောဆယ်မှာတော့ကောင်းနံတွေကမမဲ့သေးပါဘူး။ချမ်းကအပင်တွေကိုနောက်မှပြန်လာရိတ်သိမ်းမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာထူးဆန်းတဲ့ခံစားချက်တစ်ခုရလိုက်ပြန်ပါတယ်။ဒီတခါတော့ ROC ကလာတဲ့ရန်လိုမှုမျိုးမဟုတ်ပါဘူး။ဟွန်ရှုကတခုခုကိုလက်ညှိုးထိုးပြလိုက်တဲ့အခါချမ်းကအနေရမှတ်ပြီးလှည့်ကြည့်လိုက်ပေမဲ့အဲ့ဒီမှာတွေးလိုက်ရတာကတော့ကျိုးအဝတ်အစားဒါမှမဟုတ်စက်ကူလှုပ်လို့ရတဲ့ခိုင်မာတဲ့အမြင်သက်ပါတဲ့တည့်ရက်တစ်မျိုးဖြစ်နေပါတယ်။ချမ်းကဟွန်ရှုကိုအသုံးဝင်တာရှာတွေးလို့ချီးကျူးလိုက်ပေမဲ့ဟွန်ရှုကသူ့ပြတာအပင်မဟုတ်ပဲခြုံပုတ်ထဲအတန်ကိုပြောတာလို့ရှင်းပြပါတယ်။ခြုံပုတ်ထဲကနေဘိုင်ဟိုင်းနာတကောင်ထွက်လာပါတယ်ဒီကောင်တွေဟာသူတို့နောက်ကိုတကောက်ကောက်လိုက်နေတာဖြစ်ပြီးအရင်ကရခဲ့တဲ့အာယုံဟာဒီကောင်တွေစီကဖြစ်နိုင်ပါတယ်ချမ်းကဒီကောင်တွေကိုအလို့မပေးနဲ့အခုပဲအပြက်ရှင်းမယ်လို့အမိန့်ပေးလိုက်ပါတယ်တိုက်ပွဲအတွင်းမှာ RO ကရုတ်တရက်လဲကျသွားပြီးဟိုင်းနာတွေကသူမကိုဝိုင်းအုပ်ကြပါတယ်ဟတ်တာကချက်ချင်းပြေးလာပြီးကဲတင်ပေးလိုက်ပါတယ်ဟိုင်းနာတွေထွက်ပြေးဖို့စ조사တဲ့အခါချမ်းကအပြက်လိုက်တတ်ဖို့ပြောပါတယ်ဒါပေမဲ့ချမ်းရဲ့အရှိန်မြင့်ထားတဲ့စွမ်းရည်နဲ့တောင်ဟိုင်းနာတွေကိုမမီနိုင်လို့နီးပါးဖြစ်နေပါတယ်အဲ့ဒီအချိန်မှာနောက်ဖက်မှာတိတ်ဆိတ်သွားတာကြောင့်ချမ်းလှည့်ကြည့်လိုက်တဲ့အခါ RO ကိုထူးဆန်းတဲ့အပင်မွန်စတာကြီးတစ်ခုကရစ်ပတ်ဖန်စီထားတာကိုတွေးလိုက်ရပါတယ်အဲ့ဒီအပင်ကတော့ခရင်မစင်ကင်းဖလာဝါဖြစ်ပြီးတားကောင်တွေကိုအည်ပျော်စေတဲ့အကျွဲမြေးတွေထုတ်လွတ်ပြီးစားတောက်တဲ့လူစားပင်ကြီးဖြစ်နေပါတယ် RO ကအယိုးဓာတ်နဲ့ခုတ်ဖို့စ조사ပေမဲ့ဓာတ်ကအပင်ရဲ့ပါးဆက်ထဲကျသွားပြီးချက်ချင်းအည်ပျော်သွားပါတယ်ဟွန်ရှုနဲ့ဟတ်တာတို့လည်းအဲ့ဒီအပင်ရဲ့နွယ်ပင်တွေကြားထဲမှာပိတ်မိနေကြပါတယ်RO ကငါ့ကိုထားခဲ့ပြီးတခြားသူတွေကိုကယ်ပြီးပြေးတော့လို့အော်ပြောပေမဲ့ချမ်းကလက်မလျှော့ပါဘူးဒါပေမဲ့ချမ်းမရောက်ခင်မှာပဲအပင်ကြီးက RO ကိုတကိုယ်လုံးမျိုးချလိုက်ပါတယ်
အဲ့ဒီအချိန်မှာဟိုင်းနာတွေကပါဝိုင်းတိုက်လာကြပါတယ်ဟတ်တာနဲ့ဟွန်ရှူတို့ကချမ်းကိုလွတ်အောင်ပြေးဖို့အော်ပြောနေကြပေမဲ့ချမ်းကတော့အပင်တွေကြားထဲရုန်းကန်နေပါတယ်ချမ်းကအနားကတစ်ပင်ချောက်တွေကိုတွေးလိုက်တဲ့အခါမိခက်ကြောက်ကိုထုတ်ပြီးမိရှို့လိုက်ပါတယ်မိတောက်တွေကြောင့်အပင်တွေပွင့်ထွက်သွားပြီးချမ်းကအပင်ကြားအီးရဲ့ပါးစက်ထဲကနေအာအိုကိုဆွဲထုတ်နိုင်ခဲ့ပါတယ်အာအိုရဲ့အဝတ်အစားတွေကစုပ်ပြတ်သွားတာကြောင့်ချမ်းကသူ့ရဲ့ဖျင်းဝတ်ယုံကိုပေးဝတ်လိုက်ပါတယ်အားလုံးလွတ်မြောက်လာတဲ့အခါဟိုင်းနာတွေလိုက်မလာနိုင်အောင်ချမ်းကလမ်းတစ်လျှောက်မိရှို့ပြီးထွက်ပြေးခဲ့ကြပါတယ်ရှေ့မှာရေကန်ကိုတွေးတဲ့အခါရေထဲကိုခုန်ချကြလို့အော်ပြောလိုက်ပါတယ်ရေကသူတို့ကိုကာကွယ်ပေးနိုင်မှာပါဒါပေမဲ့ဟိုင်းနာတကောင်ကအာအိုနောက်ကိုထက်ချက်မကွာလိုက်နေပြီးခုံအုပ်တော့မဲ့အချိန်မှာချမ်းကကြားထဲကနေဝင်ရောက်ကာကွယ်ပေးလိုက်ပါတော့တယ်ဟတ်တာနဲ့ဟွန်ရှူတို့ဟာထိတ်လန့်နေကြပြီးချမ်းကိုဘလို့ကူညီရမလဲဆိုတာမသိနိုင်ဖြစ်နေကြပါတယ်ချမ်းကတော့မိကအရှိန်နဲ့ကူးဆက်လာတာကြောင့်အားလုံးကိုအမြန်ပြေးကြဖို့နဲ့သူချက်ချင်းလိုက်လာခဲ့မယ်လို့အော်ပြောလိုက်ပါတယ်ဒါပေမဲ့မိမကူးခင်မှာဟိုင်းနာကိုသူနှိမ်နှင်းနိုင်ပါမလားလို့စိုးရိမ်နေမိပါတယ်အဲ့ဒီအချိန်မှာပဲဘယ်ကမှန်းမသိတဲ့မြားတစင်းရောက်လာပြီးဟိုင်းနာကိုအသေးပစ်ချလိုက်ပါတယ်ချမ်းကဘယ်သူပစ်တာလဲဆိုပြီးအန်ဒါတကြီးကြီးလိုက်တဲ့အခါအာအိုဖြစ်နေတာကိုတွေ့ရပါတယ်သူမရဲ့လေးပစ်စွမ်းရည်နိုးထလာတာကိုသူနားလည်သွားပါတယ်အာအိုကသူမရဲ့ခြေချင်းဝတ်လဲသွားတာကြောင့်တယောက်တည်းမပြေးနိုင်တော့ပဲချမ်းတို့ကိုပဲလွတ်အောင်ပြေးဖို့ပြောပါတယ်ဒါပေမဲ့ချမ်းကသူမကိုကြောပိုးပြီးအတင်းပြေးပါတော့တယ်ပြေးနေရင်းနဲ့အာအိုကချမ်းကိုစတင်စစ်မေးပါတော့တယ်အုံတော်မျိုးနွယ်စုကိုနွားရိုင်းတွေတိုက်ခိုက်အောင်မင်းပဲလုပ်ခဲ့တာမဟုတ်လားလို့မေးပါတယ်သူမကနွားရိုင်းတွေဟာအရင်ကတည်းကဒဏ်ရာရနေတာဖြစ်ပြီးချမ်းရဲ့လူတွေကနွားရိုင်းတွေကိုကင်တွယ်ပုံကအရန်ကျွမ်းကျင်လွန်းနေတာကြောင့်ချမ်းကိုတန်တရဝင်နေတာပါအာအိုကသူမရဲ့အယိုးသားကိုချမ်းဤရဲ့လေပင်မှာတိတ်ထားပြီးအခုငါမင်းကိုတက်လိုက်ရင်မင်းတားနိုင်မှာမဟုတ်ဘူးလို့ချင်းချောက်ပါတယ်ချမ်းကတော့အေးအေးဆေးဆေးပဲငိုက်ကိုမြဲမြဲကင်ထားပါကန်းဆက်ရောက်ရင်မင်းကြိုက်တယ်လို့လှုပ်လို့ရတယ်လို့ပြန်ပြောပါတယ်အာအိုကလောလောဆယ်တော့သူ့ကိုလွတ်ထားပေးမယ်ဒါပေမဲ့လီဆာနဲ့မျိုးနွယ်စုကိုတစ္ဆာဖောက်ရင်တော့တက်ပြစ်မယ်လို့တတိပေးပါတယ်နောက်ဆုံးမှာတော့သူတို့အားလုံးရေထဲကိုခုန်ချပြီးမိဘေးကနေလွတ်မြောက်ခဲ့ကြပါတယ်အဖော်နှစ်ယောက်ဒဏ်ရာရနေတာကြောင့်ချမ်းကအေယာမလူတန်ကြီးကိုရှာမဲ့အစီအစဉ်ကိုခစ်တရက်ဆိုင်လိုက်ပါတယ်သူတို့တွေဆေးပင်တွေရှိတဲ့နေရာကိုပြန်လာပြီးဟွန်ရှုကိုဆေးကုပေးလိုက်ပါတယ်ဟွန်ရှုနဲ့အာအိုတို့ကိုအနားယူခိုင်းပြီးချမ်းနဲ့ဟတ်တာတို့ကဆေးပင်တွေထက်ရှာဖို့ထွက်လာခဲ့ကြပါတယ်လမ်းမှာချမ်းကဟိုင်းနာလေးတွေကိုတွေးလိုက်ရတဲ့အခါဟိုင်းနာအုပ်ကြီးဟာသူတို့ကိုကလဲစားချေဖို့လိုက်တာမဟုတ်ပဲသူတို့ရဲ့ကလေးတွေကိုကာကွယ်ဖို့စ조사ခဲ့တာမှန်နားလည်သွားပါတယ်ချမ်းကဒီဟိုင်းနာလေးတွေကိုအမဲလိုက်ခွေးတို့အေလိုရင်ပါအောင်မွေးမြူဖို့မစ်ရှင်ကိုလက်ခံလိုက်ပါတယ်